ဒါလည်းနေတာကိုယ်ရဲ့လောက်တိုင်းကိုလည်းအခုထပ်ကိုပြီးတော့သုံးသက်ချင်တဲ့လူရှင်လည်းလေးပြပြနေတာပါကိုဘာလုပ်ချင်လဲဆိုတော့ digital marketing business model တစ်ခုခုရွေးရမယ်ပေါ့နော်အချက်၅ချက်ရှိတယ်ကိုဘယ် category နဲ့အလုပ်တင်လဲပေါ့နော်ကိုယ့်ရဲ့ product service တို့မဟုတ်ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ဝါသနာတွေကိုပြန်ရောင်းတာပေါ့နော်အဲ့ဒါကိုကျွန်တော် digital entrepreneur လို့ခေါ်တာပေါ့နော်laptop တစ်လုံးရှိရုံနဲ့တကယ်ဝင်ငွေရှာနိုင်ပါမလားရှာနိုင်တာပေါ့ digital fit တင်နန်းသားဟောင်းနေဆိုလို့ရှိရင် laptop တစ်လုံးနဲ့လာစဉ်10သိန်းကနေစပြီးတော့သိန်းရာချီရှာနိုင်တဲ့သူတွေရှိနေပါပြီတင်တဲ့မှန်မတက်ဖြစ်ခဲ့ရင်စာတွေပြန်လေ့လာလို့ရပါမလားရတာပေါ့တင်နန်းပြီးတာနဲ့ recording ပြန်ကြည့်လို့ရအောင် Telegram group ထဲမှာပြန်တင်ပေးထားပါတယ်ပေါ့နော် challenge လေးလုပ်တယ်အဲ့ဒါကျွန်တော်တို့ခုနပြောတဲ့23သိန်း package ကို bonus ရဖို့ activity တစ်ခုပေါ့ group coaching တစ်ချိန်လက်ဆောင်ပေးမယ်အဲ့ဒီ campaign မှာပါတဲ့သူတွေနော်ဒီနေ့တည်းကကျိုးကြည့်တဲ့လူများအားလုံးတွေလည်းဒီလိုပြပါလားโอเคဒီနေ့ကကျွန်တော်တို့ batch 34မှာပေါ့နော်ဒီ digital marketing ကိုနှစ်ဆက်ဆက်လေ့လာပြီးတော့ဝင်ငွေလောက်ကိုင်ခွင့်လန်းတိုးတက်ခြင်းတဲ့မြို့ပေါင်းစုံတခြားနိုင်ငံခြားရောက်တဲ့မြန်မာတွေလည်းကျွန်တော် batch 34မှာတင်နန်းလာပေါင်း80ကျော်တက်ရောက်ခဲ့ကြတယ်ပေါ့နော်အဲတော့ကျွန်တော်တင်နန်းမှာဆိုရင်ပေါ့နော်ဒီ digital marketing ကိုလေ့လာခြင်းနဲ့ပြီးတော့နီးမှန်လမ်းမှန်မသိဘဲနဲ့လမ်းပြောင်းနေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်တို့အဓိကကျတဲ့ digital marketing business model 5မျိုးကိုစနစ်တကျသင်ပေးတယ်ဘယ်လိုအကောင့်ထဲဖော်ရမလဲဆိုတဲ့ strategy တွေကိုစနစ်တကျသင်ပေးမယ်ပေါ့နော် strategy တွေတာမက system တွေတွေးပုံတွေးနည်းတွေဘယ်လိုမျိုးပေါ့နော်ဘဝကိုမြင်ရမယ်ဘယ်လိုမျိုးကိုတိဆောက်အောင်လဲဆိုတာတွေကိုကျွန်တော်ဒီနေ့မှာအများကြီး sharing လုပ်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့သင်တန်းက strategy နဲ့ system တွေကိုဆရာစားမချမ်းပဲသင်ပေးမယ်သင်တန်းသားကတော့ speed လို့ခေါ်တယ်မြန်နှုန်းမြင့်ရမယ်เนาะဒီနေ့လေ့လာဒီနေ့အကောင့်တွေပေါ်ခြင်းစိတ်တွေဖြစ်လာအောင်ကျွန်တော်တို့သင်ပေးတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေနဲ့ပေါ့နော်ကို digital marketing နဲ့ပတ်သက်ပြီးတော့အခြေခံကနေစပြီးလေ့လာခြင်းလို့ပဲဖြစ်ဖြစ်အစစ်မြင့်ထိသွားခြင်းလို့ပဲဖြစ်ဖြစ် digital marketing တာမကပေါ့နော်ဘဝတိုးတက်စေတဲ့အထိနော်အတွေးခေါ်ပိုင်းတွေခံယူချက်ပိုင်းတွေထိလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ digital fit မှာနိုင်60 3လအတွင်းမှာပေါ့နော်သင်တန်းတက်ပြီးတဲ့အခါမှာဒီ digital marketing နဲ့ပတ်သက်ပြီးစာတွေးလက်တွေလေ့လာနိုင်သွားမှာဖြစ်တယ်ဒါလို့စိတ်ဝင်စားတဲ့ဆိုရင်ပေးရဲ့ချက်ပေါက်မှာဖြစ်စေပေးထားတဲ့ဖုန်းနံပါတ်တွေကနေဆက်သွယ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်